ဒီညကျွန်တော်ရဲ့ပတ်ကြည့် live stream လေးကို Facebook YouTube TikTok 3နေရာလုံးကနေလာပြီးတော့ကြည့်ရှုပေးသွားကြတဲ့ကျွန်တော်ရဲ့အကိုတွေအမတွေညီလေးတွေညီမလေးတွေတယောက်ချင်းဆိုင်ကျေးဇူးအများကြီးတင်ပါတယ်ကဲတော့အားလုံးပဲgood night ပါအိမ်မက်လှလှလေးမကြပါသေးလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဒီညကျွန်တော်ရဲ့ပတ်ကြည့် live stream လေးကို Facebook YouTube TikTok 3နေရာလုံးကနေလာပြီးတော့ကြည့်ရှုပေးသွားကြတဲ့ကျွန်တော်ရဲ့အကိုတွေအမတွေညီလေးတွေညီမလေးတွေတယောက်ချင်းဆိုင်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ good night ပါအိမ်မက်လှလှလေးတွေမကြပါသေးလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဒီညကျွန်တော်ရဲ့ပတ်ကြည့် live stream ထဲမှာကျွန်တော်အနေနဲ့အမှားလေးတွေတစုံတရာပါသွားခဲ့သည်ရှိတော့လေအားလုံးအနူးညွတ်တောင်းပန်ပါတယ်လို့ပြောရင်းနဲ့ပဲမနေ့ဖြန်ညကျွန်တော်တို့9နာရီပတ်ဝန်းကျင်မှာအားလုံးနဲ့အတူတူပြန်လည်ပြီးတော့ဆုံတွေ့ပါအောင်မယ်เนาะဒီညတော့ကျွန်တော်ဒီလောက်နဲ့နားပါပြီခင်ဗျာအိတ်ဆက်တဲ့အားလုံးပဲ good night ပါเนาะဆိုတော့အိတ်ဆက်တဲ့အခါမှာလည်းအိမ်မက်လှလှလေးမှပြီးတော့နှစ်ချိုက်စွာအိပ်ပေါ်ကြပါစေဆုမကောင်းတောင်းပေးလိုက်ပါတယ် brother ဝနာကြီး good night ပါ bro 9 good night ပါ bro MCD Michael good night ပါ bro MCD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  Michael good night ပါ bro Jerry Minkan good night ပါ ခိုင်ပူ good night ပါbrother Tommy good night ပါเนาะ